တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကပ္ပတုကပ္ပလတတဝအမြတ်တို့အနေဖြင့်လက်ပွန်လက်ရွှင်ဂါထာများကိုရွတ်ဖတ်နေကြပါတော်လည်းပဲလက်ကိုနှုတ်ပေးဖို့ရန်အတွက်မိနေတတ်ကြပါတယ်တို့ဖြစ်ပါ၍မိမိတို့ထင်သလောက်လက်မရွှင်ခြင်းလက်မပွန်ခြင်းစီးပွားဥစ္စာရတနာများမတိုးပွားခြင်းမတည်မြဲခြင်းတို့ဖြစ်နေတတ်ကြပါတယ်ထို့ကြောင့်တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့၏လက်ကိုနှုတ်ပေးသောအနေအဖြင့်လက်နှုတ်ဂါထာတော်မြတ်ကြီးကို29ခေါက်ရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာတပေပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတထုပူဇာလာဘဝရာ
Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu me Deiti desa deiti vara Deiti zeya deiti gamma Tatu buza laba vara Tabbe piya bhavatu meတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကဗ္ဗတုကဗ္ဗတတတဝအမြတ်တို့အနေဖြင့်ဤလက်လူကာတာတော်ကြီးကိုရွတ်ပတ်ပူဇော်မည်ဆိုပါကနနအိယတအချိန်၌ပစ္စာအိကိုလက်မှကိုင်း
နမောတတသုံးချိန်ရွတ်ဆိုပြီးတရဏဂုံစောက်တည်ပါထို့နောက်လက်နုဂါထာတော်ကြီးကို29ခေါက်ရွတ်ပတ်ပူဇော်ပါလက်နုဂါထာတော်ကြီးကိုရွတ်ပတ်ပူဇော်ပြီးသည့်နောက်မှာတော့မိမိတို့ကြိုက်နှစ်သက်ရာလက်ပွန်လက်ရှင်ဂါထာတော်များကိုရွတ်ပတ်ပူဇော်ပေးနိုင်ပါတယ်ထို့သောရွတ်ပတ်ပူဇော်ပေးကြသဖြင့်တရားကျင့်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကဘာသူကဘာသာတတဝအမြတ်တို့တတွေအားလက်ရှင်ခြင်းလက်ပွန်ခြင်းစီးပွားဥစ္စာယရနာတို့ဤတိုးပွားခြင်းတည်မြဲခြင်းအစရှိသောကောင်းကျိုးချမ်းသာအဖျားဖျားနှင့်ပြည့်စုံနိုင်ကြမည်ဖြစ်ပါသည်တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကဗ္ဗတုကဗ္ဗတာတတဝအမြတ်တို့ဤအထံသို့စိန်ရွှေငွေယရနာများရောက်ရှိလာနိုင်စေရန်ရှိတန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်လက်ခောဂါထာတော်မြတ်ကြီးကို29ခေါက်ရွတ်ဖတ်ပူဇော်ပေးမှဖြစ်ပါတယ်ဒုက္ခံဒနံလာဘံအေဟိအေဟိ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 သာဓုသာဓု
သာဓုပါဖေယတရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအယောင်အဝဲမြတ်ကောင်းမွန်ကြကုန်သည်ဖြစ်၍စီးပွားဥစ္စာယရဏမြတ်ပေါ်ကျွယ်ဝါကြပါစေခြင်းအကျိုးငါရှိတန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထားကဖြင့်ယတိကြီးဥခန္တီအမြဲမပြတ်ရွတ်ဖတ်ပူဇော်အပ်တော်အရဟံဒနသိတ္တိငွေဝန်ဂါထာတော်မြတ်ကြီးကိုရွတ်ဖတ်ပူဇော်မိမှာဖြစ်ပါတယ်အရဟံဗဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံဒီဘဟုပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမတတဝတုဤကြည်မြူသောယောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆တွေတို့ဖြင့်ကွင်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနနဂတကြပြမ္မာတတဝဝိနိမြဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပိတော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမူ၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဖရာတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌
ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဥပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမ္မာတတဝတုဤကြည်ပြုကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဘဟိအန္တဇယံအတွင်းယံအပြယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော6သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဥပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်နဂတကြပြမ္မာတတဝဝိနိမြဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနာသတ္တိမေဟောတုတပ္ပဒါဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဥပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမ္မာတတဝတုဤ
ကြည်မြူကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောပဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွေတို့ဖြင့်ကွယ်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမီတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်တကတကြပြန်မှာတတဝဝိနိမြတ်ဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေဇုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗန္ဓမာမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနသွတ္တိမေဟောတုတပ္ပဒါဣတိနပုညကံမေနဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်းသူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံဗနမာမိဇိနံအရဟံလူနတ်ဗျမတတဝတို့ဤကြည်မြူကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောပဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝ
ဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွဲတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်တကတကြပြန်မှာတတဝဝိနိမြတ်ဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေဇုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗန္ဓမာမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနသွတ္တိမေဟောတုတပ္ပဒါဣတိနပုညကံမေနဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမ္မာတတဝတုဤကြည်မြူကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွဲတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌
ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြစွမ်းတော်မူတတ်ပါပေတတ်သောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေတတ်သောတရဏံလူနတ်နဂတကြပြမ္မာတတဝဝိနိမြဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမူ၍ရှိခိုးဥခိုင်ကရောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဥပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနတ်ဗျမတတဝတုဤကြည်ပြုကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွဲတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြစွမ်းတော်မူတတ်ပါပေတတ်သောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေတတ်သောတရဏံလူနတ်နဂတကြပြမ္မာတတဝဝိနိမြဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိ
နံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပဏမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနာသတ္တိမေဟောတုတပ္ပဒါဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံဒီဘဥပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမတတဝတုဤကြည်မြူကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတကတကြပြမ္မာတတဝဝိနိမြတ်ဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ပဏမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနာသတ္တိမေဟောတုတပ္ပဒါဣ
ဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဖရာတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပသူကပ္ပသတတဝအမြတ်တို့တွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဗဟိအန္တဇယံတုကတံအမိတံဝိရဇံလာလီတံအတုလံစရဏံဒီဘဥပတမယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမတတဝတုဤကြည်မြူကိုရောမူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော၆သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနနဂတကြပြမ္မာတတဝဝိနိမြဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဖရာတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပသူကပ္ပသတတဝအမြတ်တို့တွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတ
တပ္ပဒါနေယောညင်ပံဘေကမဆိုင်ယခာတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနဗျမ္မာတတဝတုဤကြည်ပြုကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလိတံရောင်ကြည်သော၆သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်နဂတကြပြမ္မာတတဝဝိနိမြဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမူ၍ရှိခိုးဥခိုင်ကရောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနသွတိမေဟောတုတပ္ပဒါဣတိနပုညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဖရာတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသွတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုသောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေယောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံ
အရဟံလူနာမြတ်မတတဝတုဤကြည်မြူကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောပဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော6တွေတို့ဖြင့်ကွင်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်းကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာအပုမီတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်နဂတကြပြမ္မာတတဝဝိနိမြတ်ဘုချေတို့ဤအာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေဇုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗနမမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကြောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုညကံမေနသတ္တိမေဟောတုတပ္ပဒါဣတိနပုညကံမေနဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဖရာတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာအရဟံဘဟိအန္တဇယံဒုက္ကတံအမိတံဝိရဇံလာလီတံအတုလံစရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံဗနမမိဇိနံအရဟံလူနာမြတ်မတတဝတုဤကြည်မြူကိုရောပူသောထုကိုခံယူတော်မူထိုက်ပါပေထသောပဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုတန်တန်အောင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ပါပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူတတ်ပါပေထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူပါပေထသောဝ
ဝိရဇံရာဂသရှိသောကိလေသာမြုကင်းစင်တော်မူပါပေထသောလာလီတံရောင်ကြည်သော6သွေတို့ဖြင့်ကွန်မြူစံပဲတင်တော်မူပါပေထသောအတုလံသီလသရှိသောဂုဏ်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းနှင့်ပြည့်စုံတော်မူပါပေထသောတိဘဟုပတမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာအပုမိတို့ကိုငြိမ်းအေးစေတော်မူပြီးထသောယမကံယေမိအဆုံးအစရှိသောတကုပြတိဟာတို့ကိုပြဆွမ်းတော်မူတတ်ပါပေထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ပါပေထသောတရဏံလူနတ်လကတကြပြန်ပါတတဝဝိနိမြဘုချေတို့၏အာထကုံွယ်ရာအစေဧကံဖြစ်တော်မူပါပေထသောစိနံခံကိလေသာပိသင်္ခါရနှင့်ဒေဝမေစုငါကုသောမန္တန်တံအောင်တော်မူပြီးသောမြတ်စွာဘုရားကိုဟံဘုရားတပည့်တော်သည်ဗန္ဓမာမိကိုင်းညွေယိုကျိုးလက်ဆုံမိုး၍ရှိခိုးဥခိုင်ကရောလိုက်ပါ၏မြတ်စွာဘုရားဣတိနပုံညကံမေနာသွတိမေဟောတုတပ္ပဒါဣတိနပုံညကံမေနာဤသို့ရှိခိုးပူဇော်ရသောကောင်းမှုကံစေရနာကြောင့်မေဘုရားတပည့်တော်အားတေတုံမကံတင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွာကပ္ပတုကပ္ပတတတဝအမြတ်တို့တွေအားသတိကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းစီးပွားဥစ္စာယရဏတို့ဤတဏိတခြားတိုးပွားခြင်းဟုဆိုအပ်သောချမ်းသာခြင်းဒုက္ခဝဝတိတပ္ပဒါနေရောညင်ပံဘေကမဆိုင်အခါတိုင်း၌ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုဝါဖယာတပ္ပဇေယတပ္ပမင်္ဂလဂါထာခောဒီဝါတပ္ပတိဂါထာတော်မြတ်ကြီးကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒီဝါတပ္ပတိအတေသောရတ္တိမံပါတိသန္တိမာတန္တတောခတ္တိယောတပ္ပတိဇာယိတပ္ပတိဗျမနောအထာတပ္ပမဟောရတိဘုဒ္ဓတပ္ပတိတေဇတာဣတိနာသစ္စာဝဇေနာသတိမေဟောတုတပ္ပဒါနေမင်းတိနိအခါ၌တလည်းထွန်းလင်းတောက်ပါ၌လာမင်းတိညအခါ၌တလည်းထွန်းလင်းတောက်ပါ၌ယေရှင်မင်းတိမြင့်မြောက်တန်စာဝဆေမတလည်းပြည့်တယ်၌ရှန္ဒပုဂ္ဂိုတိဇံဝံသမတလည်းပြည့်တယ်၌ဘုရားရှင်သည်လုံးစုံသောနိညင်ကာလပတ်လုံးသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုံမြဲတဲ့ကိုဖြင့်တင့်တယ်တော်မူပါပေ၏ဤမှန်သောသစ္စာစကားကိုပြောကြားရလေသောကြောင့်ဘ
ရားတပည့်တော်အားကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းသည်ခါကတ်တိမ်ဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဖျာជីវာတပတိအတေသောရတ္တိမံပါတိသန္တိမာတန္တတောခတ္တိယောတပတိဇာယိတပတိဗျမနောအထာတဗ္ဗမဟောရတိဘုဒ္ဓောတပတိတေဇတာဣတိနာသစ္စာဝဇေနာသတ္တိမေဟောတုတပ္ပတာနေမင်းသည်နိအခါ၌တလည်းထွန်းလင်းတောက်ပါ၌လာမင်းသည်ညအခါ၌တလည်းထွန်းလင်းတောက်ပါ၌ယေရှင်မင်းသည်မြင့်မြောက်တန်စာဝဆေမတလည်းတင့်တယ်၌ရှန္တာပုဂ္ဂိုလ်သည်ဇံဝံသမတလည်းတင့်တယ်၌ဘုရားရှင်သည်လုံးစုံသောနိမြင့်ကာလပတ်လုံးသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုံမြတ်ကိုဖြင့်တင့်တယ်တော်မူပါပေ၏ဤမှန်သောသစ္စာစကားကိုပြောကြားရလေသောကြောင့်ဘုရားတပည့်တော်အားကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းသည်ခါကတ်တိမ်ဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဖျာជីវာတပတိအတေသောရတ္တိမံပါတိသန္တိမာတန္တတောခတ္တိယောတပတိဇာယိတပတိဗျမနောအထာတဗ္ဗမဟောရတိဘုဒ္ဓောတပတိတေဇတာဣတိနာသစ္စာဝဇေနာသတ္တိမေဟောတုတပ္ပတာနေမင်းသည်နိအခါ၌တလည်းထွန်းလင်းတောက်ပါ၌လာမင်းသည်ညအခါ၌တလည်းထွန်းလင်းတောက်ပါ၌ယေရှင်မင်းသည်မြင့်မြောက်တန်စာဝဆေမတလည်းတင့်တယ်၌ရှန္တာပုဂ္ဂိုလ်သည်ဇံဝံသမတလည်းတင့်တယ်၌ဘုရားရှင်သည်လုံးစုံသောနိမြင့်ကာလပတ်လုံးသီလကုဏပညာပုံညာဓမ္မဟုညာ၅ပါးပြယုံမြတ်ကိုဖြင့်တင့်တယ်တော်မူပါပေ၏ဤမှန်သောသစ္စာစကားကိုပြောကြားရလေသောကြောင့်ဘုရားတပည့်တော်အားကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းသည်ခါကတ်တိမ်ဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဖျာ